ဈေးသွားဘူးလားဈေးမှာရောဘာတွေဝယ်လဲပုံမှန်ဆိုရင်ကိုယ့်ရဲ့အိမ်မှာစားသုံးဖို့အတွက်ဟင်းချက်စရာတွေကိုဈေးကိုသွားပြီးဝယ်သလားအလွယ်တကူအချိန်မရွေးဝင်ပြီးတော့ဝယ်လို့ရတဲ့စူပါမားကတ်တွေမှာဝယ်တာလားအခုကြည့်နေတဲ့သူတွေမှာအဖြေတွေတယောက်တစ်မျိုးစီရှိကြမယ်ထင်ပါတယ်နော်တခါတလေမှဖွင့်တဲ့ farmers market လို့ခေါ်ကြတဲ့ဈေးကလေးမျိုးတွေကိုရောရောက်ဘူးလားသွားကြည့်လိုက်ရအောင်ဒီလိုဈေးလေးမျိုးတွေကိုဘာလို့လုပ်ကြတာလဲဒီဈေးမျိုးတွေကိုနိုင်ငံတကာမှာတော့ farmers market လို့ခေါ်ကြပါတယ်ဒီဈေးတွေကိုဖော်ဆောင်တဲ့အတွေးအခေါ်ကတော့ farm to table လို့ခေါ်ပါတယ် farm to table အကြောင်းမပြောပြခင်မှာအစားအသောက်ထောက်ပံ့မှုကွင်းဆက်ကြီးရဲ့အကြောင်းကိုအရင်ဆုံးပြောပြခြင်းပါတယ်ထမင်းပဲရလဲထမင်းပေါင်းအိုးရဲရလားဆန်အိုးရဲရလားဆန်ဆက်ကလားမဟုတ်သေးဘူးနော်တကယ်တော့စပားကိုလက်ကွက်ထဲမှာစိုက်ပျိုးတယ်လက်ကွက်ထဲကစပားကဆန်ဆက်ကိုရောက်တော့မှအခွန်ချွတ်ပြီးတော့ဆန်ရယ်လို့ဖြစ်လာတယ်ဆန်ဆက်ကဆန်ကိုမှလက်ကားရောင်းတဲ့လူတွေရှိတယ်လက်လီရောင်းတဲ့လူတွေရှိတယ်အိမ်မှာဝယ်တယ်ပြီးတော့မှထမင်းအိုးထဲထည့်ချက်ပြီးတော့ထမင်းရယ်လို့ဖြစ်လာတာမလားအဲ့လိုပဲကြက်ဥပဲရလဲဆိုရင်ကြက်ချံကနေလာမယ်တန့်စင်မယ်ထုတ်ပိုးမယ်ပြီးတော့မှဈေးတွေမှာတော့၎င်းစူပါမားကတ်တွေမှာတော့၎င်းရောင်းချမယ်နောက်ဆုံးမှစားသုံးသူစီကိုရောက်လာမယ်ပေါ့အဲ့ဒါကြီးကိုအစားအသောက်ထောက်ပံ့မှုကွင်းဆက်လို့ခေါ်ပါတယ်ကျမတို့စားတောက်နေတဲ့အစားအသောက်အများစုကစိုက်ပျိုးရေးသို့မဟုတ်မွေးမြူရေးကနေလာကြပါတယ်အဲ့ဒီစိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းတွေမှာထုတ်လုပ်တဲ့လုပ်ငန်းတွေကို primary production လို့ခေါ်ပါတယ်ထွက်လာမဲ့အစားအသောက်တွေကတော့ဟင်းသီးဟင်းရွက်တွေအသီးအနှံတွေအသားတွေကြက်ဥတွေအစရှိတဲ့အခြေခံအစားအသောက်တွေဖြစ်ပါတယ်ဒီအခြေခံစားတောက်တွေကမှခုနကနမူနာပေးခဲ့တယ်လို့မျိုးဆိုရင်စပားကဆန်ဆက်ကိုရောက်တဲ့ခါကျမှဆန်ဖြစ်သွားတယ်ပေါ့နော်အဲ့လိုပဲကုန်ချမ်းတွေကစားတောက်ကုန်ထုတ်လုပ်တဲ့နေရာကိုရောက်ပြီးတဲ့အခါမှာမှစားတောက်ကုန်အဖြစ်နဲ့ပြောင်းလဲပြီးတော့ထုတ်လုပ်ပါတယ်စားတောက်ကုန်ရဲလို့ဖြစ်သွားပြီဆိုတဲ့အခါကျတော့လေဖြန့်ချီရေးတွေရှိမယ်လက်ကားရောင်းတဲ့ဆိုင်တွေကိုရောက်မယ်ပြီးတော့မှလက်လီဆိုင်တွေကိုရောက်မယ်နောက်ဆုံးမှအိမ်ကိုတော်၎င်းစားတောက်ဆိုင်ကိုတော်၎င်းရောက်ရှိပြီးတော့အစားအသောက်အနေနဲ့စားသုံးသူစီကိုရောက်လာတာဖြစ်ပါတယ်အဲ့ဒီအစားအသောက်ထောက်ပံ့မှုကွင်းဆက်ကြီးတစ်လျှောက်မှာအဆင့်တွေအများကြီးပါဝင်ပါတယ်အခုဒီဈေးလေးမျိုးလေးတွေမှာကြတော့ farm to table ဆိုတဲ့အတိုင်းပဲစိုက်ပျိုးတဲ့နေရာထုတ်လုပ်တဲ့နေရာကနေပြီးတော့မှစားသုံးသူစီကိုလာပြီးတော့ဓာတ်ရိုက်ရောင်းချတယ်ဆိုတဲ့အယူအဆဖြစ်ပါတယ်ဂျားထဲမှာရှိနေတဲ့ဖြန့်ချီရေးလက်ကားလက်လီအစရှိတဲ့အဆင့်တွေတော်တော်များများပျောက်သွားတဲ့အတွက်ကြောင့်မို့လို့ခုနကပြောလိုက်တဲ့အစားအသောက်ထောက်ပံ့မှုကွင်းဆက်ကြီးကအရှည်ကြီးမဖြစ်တော့ဘဲနဲ့ခတ်တိုတိုနဲ့ပဲထုတ်လုပ်သူစီကနေစားသုံးသူစီကိုဓာတ်ရိုက်ရောက်လာနိုင်တဲ့စဉ်းစားပုံစဉ်းစားနည်းမျိုးဖြစ်ပါတယ်အဲ့တော့ဒီဈေးလေးမှာဘာအစားအသောက်မျိုးတွေကိုလာပြီးရောင်းကြတယ်လဲဘယ်လိုလူတွေကရောင်းကြတာလဲဆိုရင်အစားအသောက်ကိုကိုယ်တိုင်စိုက်ပျိုးထားတဲ့သူတွေကသူစိုက်ထားတဲ့ဟင်းသီးဟင်းရွက်တွေငပြောသီးတွေအသီးအနှံတွေဒီလိုဟာတွေလာရောင်းမယ်ကိုကငရုတ်သီးစိုက်တဲ့သူဆိုတော့အဲ့ဒီငရုတ်သီးစိုက်တဲ့သူကငရုတ်သီးကိုအချောက်ဖြစ်အောင်လုပ်မယ်အမှုန့်ဖြစ်အောင်လုပ်မယ်ပြီးရင်သူလှုပ်ထားတဲ့ငရုတ်သီးမှုန့်လေးတွေလာရောင်းမယ်ဒါမှမဟုတ်လို့ရှိရင်ကင်ချီလှုပ်တတ်တဲ့သူကလည်းအိမ်မှာကင်ချီလှုပ်ပြီးတော့ဈေးကလေးမှာလာရောင်းမယ်ကွန်ပူချာလှုပ်တတ်တဲ့သူကလည်းအိမ်မှာကွန်ပူချာကိုတိတိကျကျပြင်ဆင်ပြီးတော့မှဒီဈေးလေးမှာလာပြီးတော့ရောင်းမယ်ဒီလိုမျိုးထုတ်လုပ်သူကစားသုံးသူစီကိုဓာတ်ရိုက်လာရောင်းတဲ့ farm to table approach ဖြစ်ပါတယ်ဒါဆိုရင်ဒီဈေးမှာလာရောင်းတဲ့သူတွေအတွက်ဘယ်လိုအကျိုးရှိမှာလဲကိုထုတ်လုပ်ထားတဲ့အစားအသောက်ရဲ့အကြောင်းကိုဘယ်လိုတိတိကျကျထုတ်လုပ်ထားတယ်တန်ရှင်းပိုးကင်းမှုကိုဘယ်လိုဂရုစိုက်ထားတယ်ကိုယ့်ရဲ့အစားအသောက်ကလေးကိုကအပြည့်အဝအာယုံတွေစိုက်ပြီးတော့စားသုံးသူအတွက်စေတနာအပြည့်နဲ့ဘယ်လိုထုတ်လုပ်ထားတယ်ဆိုတာကိုစားသုံးသူကိုဓာတ်ရိုက်ရှင်းပြနိုင်တဲ့အခွင့်အရေးရတယ်စားသုံးသူဘက်ကနေပြီးတော့ကိုယ့်ရဲ့အစားအသောက်ပေါ်မှာမြင်တဲ့အမြင်ခံစားရတဲ့အရာဒါတွေအကုန်လုံးကိုယ့်ကိုပြန်ပြောပြတာတွေကိုလည်းကိုကဒီ feedback တွေကိုကောင်းကောင်းနားထောင်လို့ရတယ်အဲ့တော့စားသုံးသူနဲ့ထုတ်လုပ်သူရဲ့ဂျားထဲမှာဓာတ်ရိုက်ထိတွေ့ခွင့်ရတာဖြစ်တဲ့အတွက်ရောင်းချတဲ့သူဘက်ကကြည့်မယ်ဆိုရင်လည်းပဲအခွင့်အရေးကောင်းတစ်ခုဖြစ်တယ်စားသုံးသူဘက်ကကြည့်မယ်ဆိုရင်လည်းကိုသိချင်တာတွေကိုအကုန်လုံးမေးလို့ရတယ်ဒီစားတောက်ကိုဘေးကင်းအောင်ထုတ်ထားရဲ့လားပါဝင်ပစ္စည်းတွေကဘာတွေလဲကျန်းမာရေးနဲ့ကိုက်ညီရဲ့လားဒါတွေအကုန်လုံးကိုတိတိကျကျမေးပြီးတော့မှစိတ်ကြိုက်ရွေးချယ်ခွင့်ရတဲ့အတွက်ကြောင့်စားသုံးသူဘက်ကကြည့်မယ်ဆိုရင်လည်းကောင်းမွန်တဲ့အခွင့်အရေးတစ်ခုဖြစ်တယ်လို့ပြောနိုင်ပါတယ်အဲ့တော့စားသုံးသူနဲ့ထုတ်လုပ်တဲ့သူရဲ့ဂျားတွေကယုံကြည်မှုတည်ဆောက်ဖို့အတွက်ကောင်းမွန်တဲ့နေရာတစ်ခုဖြစ်တယ်လို့ပြောနိုင်တာပေါ့နော်မဟုတ်လို့ရှိရင်ကျမတို့ကစားတောက်တစ်ခုကို online ပေါ်ကနေကြည့်မယ်သူ online မှာရေးထားတဲ့အတိုင်းပဲလိုက်ပြီးတော့ဖတ်ကြည့်မယ်ဘေးကင်းသလားအာဟာရပြည့်စုံရဲ့လား
ကျမရေးအတွက်အထောက်အကူပြုရဲ့လားဒီအချက်တွေကိုရေးထားတဲ့အချက်တွေနဲ့ပဲကျမတို့ကစဉ်းစားကြရတယ်အဲ့တော့လူကိုယ်တိုင်တွေ့ပြီးတော့ပြောပြတာလောက်တော့ကျမတို့ရဲ့ရင်ထဲမှာယုံကြည်မှုကအပြည့်အဝမဖြစ်နိုင်ဘူးဒီလိုနေရာမျိုးမှာဆိုရင်တော့ face to face မျက်နှာချင်းဆိုင်ပြီးတော့စားသုံးသူနဲ့ရောင်းချတဲ့သူနဲ့ဒါဆွေးနွေးလို့ရတယ်ပြောပြလို့ရတဲ့အတွက်ကြောင့်ယုံကြည်မှုတည်ဆောက်ဖို့အတွက်ကောင်းမွန်တဲ့နေရာဖြစ်တယ်လို့ပြောနိုင်ပါတယ်ဒါဆိုရင်ဒီလိုဈေးမျိုးမှာဝယ်လို့ရှိရင်ဈေးသက်သာမှာလားအဲ့ဒီလိုတော့ပြောလို့မရဘူးเนาะဘာကြောင့်လဲဆိုတော့ဒီလိုဈေးမျိုးမှာလာပြီးတော့ရောင်းတဲ့သူကကိုယ်တိုင်ထုတ်လုပ်တဲ့သူတွေဖြစ်တယ်အိမ်မှာတနိုင်တစ်ပိုင်းထုတ်လုပ်တဲ့သူအများစုဖြစ်တယ်ဒီအတွက်ကြောင့်မို့လို့တနေ့ကိုအထုပ်ရည်ထောင်းနဲ့တောင်းနဲ့ချီပြီးတော့ထုတ်နေတဲ့သူတွေတိန်ကနန်းလောက်ထိအောင်ထုတ်နေတဲ့လုပ်ငန်းကြီးတွေလိုမျိုးတော့ဈေးသက်သာနဲ့ရကျင်မှရလိမ့်မယ်ဒါပေမဲ့ဒီအစားအသောက်ကိုဘလို့ထုတ်လုပ်ထားတယ်ဘလို့ပါဝင်ပစ္စည်းတွေကိုအသုံးပြုထားတယ်တန်ရှင်းပိုးကင်းမှုကိုဘလို့ဂရုစိုက်ထားတယ်ဆိုတာကိုတိတိကျကျမင်းမြန်းပြီးတော့မှကိုကြိုက်တဲ့အစားအသောက်ကိုစိတ်ချရမှကိုဝယ်ယူနိုင်တဲ့တင့်တဲ့ဈေးနဲ့ဝယ်ယူနိုင်တဲ့ဈေးမျိုးဖြစ်တယ်လို့ပြောရမှာပါကဲဈေးလေးကိုတစ်ပတ်လောက်ပတ်ကြည့်လိုက်ရအောင်ပြီးရင်သိကျင်တာတွေလည်းမေးကြည့်ကြတာပေါ့ကျွန်တော်နာမည်ကဦးစိုးသန်းမင်းကြီးဖြစ်ပါတယ်ကျွန်တော်တို့ဒီအသင်းရတော့ဗောနော်ဒီမြန်မာနိုင်ငံတစ်တီးဝန်လံပန်းမှန်ဟင်းဒီရဲ့စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီအသင်းမှာဥက္ကဋ္ဌပါကျွန်တော်ဒီအသင်းကိုကျွန်တော်2006ခုနှစ်ကျွန်တော်တို့အောက်ဂုတ်လ17ရက်နေ့မှာကျွန်တော်တို့စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ဖွဲ့ပေးခဲ့တဲ့ကျွန်တော်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ဒီအဓိကဖွဲ့စည်းခဲ့တဲ့ကျွန်တော်တို့အဓိကချုပ်ပြီးရေချက်အတူချုပ်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ကဒီတစ်တီးဝန်လံပန်းမှန်ဟင်းဒီရဲ့နော်ဒီကိုကျွန်တော်တို့ဈေးကွက်ရရှိဖို့အတွက်ကိုကျွန်တော်တို့စီစဉ်ဆောင်ရွက်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်ဒါပေမဲ့ဈေးကွက်တစ်ခုတည်းတင်ကျွန်တော်တို့ကအခြေအနေရပါတော့ဈေးကွက်တစ်ခုတည်းတင်ကျွန်တော်လုပ်လို့မရတဲ့ခါကျတော့မရသေးတဲ့ခါကျတော့ကျွန်တော်တို့ကခုနစိုက်ပျိုးထုတ်လုပ်တဲ့အဆင့်တွေပါကျွန်တော်တို့ကအဆင့်ကနေစပြီးတော့ကျွန်တော်တို့ဈေးကွက်အထိကိုကျွန်တော်တို့ဆောင်ရွက်နေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်ထွက်လာတဲ့အသီးနှံတွေကိုလည်းဈေးကွက်ရအောင်လည်းရှာမယ်ဈေးကွက်အတွက်ကိုလည်းအထောက်အကူဖြစ်တဲ့ခုနကျွန်တော်တို့ဒီတမိုးမြင့်ထုတ်ကုန်တွေထုတ်ကုန်တွေကျွန်တော်တို့ဥပမာဆိုတရက်သီးဆိုရင်တရက်သီးကြောက်လောက်တာတို့တရက်သီးယူလောက်တာတို့တရက်သီးပြူရီလောက်တာတို့ဒါမျိုးတွေပေါ့နော်ကျွန်တော်တို့အဲ့ဒါမျိုးတွေအထိပါကျွန်တော်တို့ကအဲမှာအသင်းရဲ့ရည်ရွယ်ချက်ထဲမှာပါပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီအသင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီတစ်တီးဝန်လံပန်းမှန်ဟင်းဒီရွဲဆိုတာအုပ်စုကြီးပဲဗျအုပ်စုကြီးအကြီး3ခုကိုကျွန်တော်တို့စုထားတာနောက်ပြီးကျွန်တော်တို့ကဒီထဲမှာကျွန်တော်ဘာပါသေးတယ်ဆိုတဲ့အခါကျတော့စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများဆိုတော့ချင်းကြီးတစ်ခုလုံးကိုကျွန်တော်တို့ကပြန်ယူထားတာဆိုတော့စိုက်တဲ့လူတွေလည်းပါတယ်စိုက်ပျိုးထုတ်လုပ်တဲ့လူတွေပါတယ်ခုနပွဲသားတွေလည်းပါတယ်ပညာရှင်တွေလည်းပါတယ် exporter တွေလည်းပါဆိုတော့အဲ့တော့ကျွန်တော်တို့ကချင်းကြီးပေါ့နော်အုပ်စုကြီး3ခုရဲ့ချင်းကြီးတစ်ခုလုံးပါတဲ့ခါကျွန်တော်တို့ကဏ္ဍကတော်တော်ကျေပြတ်ပါတယ်ကျွန်တော်တို့အသင်းဝင်ဆိုလို့ရှိရင်အခု9000ကျော်ရှိပါတယ်ကျွန်တော်တို့မှာဆိုရင်ဒီအသင်းရဲ့မှာနေပဲဥဆောင်ပြီးတော့ကျွန်တော်တို့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်း30နဲ့တခုရှိပါတယ်ဥပမာဆိုကြသီးနှံကိုအခြေခံပြီးဖွဲ့ထားတဲ့အဖွဲ့အစည်းပေါ့နော်ဥပမာဆိုရင်ထောက်ပတ်သီးအသင်းတို့လက်ဖက်ဆိုင်တို့ထုတ်လုပ်သူများအသင်းတို့ကျွန်တော်တို့ဒီမက်ဂဒေးမီးယားအသင်းတို့ဖရဲသခွားအသင်းတို့ဆိုအားလုံးကဒါကျွန်တော်တို့အသင်းကနေပြီးတော့ဥဆောင်ပြီးတော့ဖွဲ့ပြီးတော့ထားခဲ့တဲ့အသင်းပါအဲ့လိုအသင်းမြောင်ပေါင်းကကျွန်တော်တို့ကကျွန်တော်တို့ဒီ association အဆင့်ပေါ့နော်ရထားတဲ့အသင်းက17သိန်းရှိကျွန်တော်တို့ခုနမြန်မာနိုင်ငံအဆင့်တော့အဆင့်ပဲဒါပေမဲ့အစုအဖွဲ့အဆင့်ပေါ့ association မဖြစ်သေးတဲ့ဥပမာဆိုရင်ကျွန်တော်အာလူးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ပေါ့အာလူးဆိုလို့ရှိရင်ကျွန်တော်တို့ကအာလူးစိုက်တဲ့ data သိပ်မရှိဘူးဒါကျွန်တော်တို့ရဲ့ဖွဲ့စည်းပုံအရဆိုလို့ရှိရင်အသင်းတိုင်းပြည်နဲ့9ခုမှပါမှကျွန်တော်တို့ကမြန်မာနိုင်ငံအဆင့်တက်လို့ရတယ်အသင်းဖြစ်ဖို့အတွက်ကအဲ့တော့ကျွန်တော်တို့ကအာလူးစိုက်တာကျွန်တော်တို့မကွေးလောက်မှနည်းနည်းစိုက်တယ်အဓိကစိုက်တာရှမ်းပြည်နယ်တောင်ပိုင်းမှာစိုက်တယ်ဆိုတဲ့ခါကျတော့2ခုလောက်ပဲရှိတယ်ပန်းဆိုလဲဒီလိုပဲနေရာ area တွေကသိကြကြပြတ်ပြတ်မရှိတဲ့ခါကျတော့ပန်းဆိုလေကျွန်တော်တို့ကအစုပွဲအဆင့်ပဲမြန်မာနိုင်ငံတော့မြန်မာနိုင်ငံပဲမြန်မာဥပမာဆိုမြန်မာနိုင်ငံအာလူးစိုက်ဖို့ထုတ်လို့တင်ဖို့ရောင်းချသူများအစုပွဲဆိုပြီးတော့သူက association မဖြစ်ဘူးအဲ့လိုမျိုးလေးတွေရှိအဲ့လိုဖွဲ့ရတယ်10ခုရှိတယ်နောက်တစ်ခုကတိုင်းနယ်ပြည်နယ်အဆင့်ပေါ့တိုင်းနယ်ပြည်နယ်အဆင့်ဆိုတီဟိုဆိုရင်ကျွန်တော် ARD တိုင်းမှာပဲကျွန်တော်တို့ထားပေးနေARD
နော်ဥပမာကျွန်တော်ဂျင်းဆိုရင်လည်းဂျင်းကတိုင်းနေပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းမှာပဲရှိတဲ့ခါကျတော့တိုင်းရှမ်းပြည်နယ်တောင်ပိုင်းဆိုပြီးတော့ကျွန်တော်တို့အစုအဖွဲ့အဲ့လိုအစုအဖွဲ့ပေါင်းရင်30ခုရှိတယ်နော်တိုင်းနေပြည်နယ်အတင်းက73ခုရှိ73ခုရှိတယ်ကျွန်တော်တို့တင်းနေတိုင်းတို့ဘာလို့ကြတော့ကျွန်တော်တို့ကဟိုအခြေအနေရပေါ့ကျွန်တော်တို့ဖွဲ့ဖို့ကျွန်တော်ကြိုးစားတဲ့အချိန်မှာအကြောင်းကြောင်းတွေနဲ့ကျွန်တော်တို့ကတင်းနေတိုင်းတို့ကျွန်တော်တို့မဖွဲ့နိုင်ခဲ့ဘူးပေါ့နော်အဲ့တော့အားလုံးပေါင်းဆိုရင်ကျွန်တော်တို့ကတိုင်းနေပြည်နယ်73ခုကျွန်တော်တို့ရှိမှရှိတယ်အဲ့ပြီးတော့ကျွန်တော်မြန်မာပြည်တစ်ပြည်လုံးမှာကျွန်တော်တို့အသင်းဖွဲ့တွေကျွန်တော်တို့ရဲ့အသင်းသားတွေကျွန်တော်တို့စိုက်ပျိုးတဲ့တောင်တွေကျွန်တော်ရှိမှအများကြီးရှိပါတယ်ကျွန်တော်ဒီအသင်းကဟိုကြည့်လိုက်ရင်တော့သေးသေးလို့ထင်တယ်ဒါပေမဲ့မြန်မာပြည်တစ်ပြည်လုံးကိုနှွှမ်းချုပ်ပြီးတော့ဖွဲ့စည်းထားတဲ့အသင်းဖြစ်ပါတယ်ခင်ဗျအစားတော့ကတော့ဒါလူတိုင်းအကုန်လုံးပေါ့စိုက်ပျိုးတဲ့လူတွေစားတယ်ထုတ်လုပ်တဲ့လူတွေစားတယ် exporter လည်းစားတယ်ပညာရှင်တွေလူတိုင်းဒီအစားတော့စားကြတဲ့လူတွေပဲဖြစ်တယ်ဒါဘေးကင်းလုံခြုံမှုကအဓိကပဲပေါ့ကျွန်တော်တို့ချိန်မှာအဓိကအခုနောက်ပိုင်းမှာဆိုရင်စားတော့ပုံစံလည်းပြောင်းလာတဲ့ခါကျအသီးနှံတွေဟိုပူပြီးစားလာတဲ့အနေထားရှိလာတဲ့ခါကျတော့ဒီအသီးနှံတွေကဒါလက်စားတဲ့ဟာတွေဖြစ်တဲ့ခါကျတော့သူကချက်ချင်းစားတာတွေရှိတယ်လက်ဆက်စားတာရှိတယ်ချို့ဆိုရင်ဒီအခွန်လေးမနှော်ဘဲနဲ့တော့စားတဲ့ဟာမျိုးတွေလည်းရှိကြတဲ့ခါကျတော့ဒါကဘေးကင်းလုံခြုံမှုကအရင်ရေးကြည့်ပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီအသင်းအနေနဲ့ရတယ်ကျွန်တော်တို့ကမလုပ်လဲဆိုတဲ့ခါကျတော့စားသုံးဒီကျွန်တော်တို့စိုက်ပျိုးထုတ်လုပ်တဲ့လူတွေကအဓိကအခရာကျဆုံးပဲအဲ့ဒီကိုကျွန်တော်တို့ကပညာပေးတဲ့လုပ်ငန်းတွေကျွန်တော်တို့ရတယ်ခုနကကျွန်တော်စပြောသလိုပဲကျွန်တော်တို့ဒီကဟိုရောင်းဈေးကွက်တစ်ခုတည်းနဲ့တွားလို့မရဘူးကျွန်တော်တို့စိုက်ပျိုးထုတ်လုပ်တဲ့အနေအားနဲ့စပြီးကျွန်တော်တို့သွားတဲ့ခါကျတောင်သူတွေကိုစိုက်ပျိုးတဲ့လူတွေကိုကျွန်တော်တို့ကဒီပညာပေးတဲ့လုပ်ငန်းတွေကျွန်တော်တို့အများကြီးကျွန်တော်တို့ပြောလောက်ရတာရှိပါတယ်ဒါကျွန်တော်အခုတွေ့တဲ့အတွေ့အကြုံရပါတော့ကျွန်တော်ကတော့ကျွန်တော်ကိုယ်တိုင်လည်းစိုက်ပျိုးရေးသမားတယောက်ကျွန်တော်လည်းနှစ်40ကျော်ပြီစိုက်ပျိုးရေးလုပ်နေတဲ့လူဆိုတော့ဒီတောင်သူတွေကစိုက်ပျိုးထုတ်လုပ်တဲ့ခါကျမှခုနဘေးဥပဖြစ်စေတဲ့ဒီတွင်းအားစုတွေဖြစ်တဲ့ဓာတ်မြေဩဇာတို့ပုသတ်ဆေးတို့နော်ကျွန်တော်တို့မှုသက်ဆေးတို့ဒါတွေအကုန်လုံးကတကယ်တမ်းကျတော့ကျွန်တော်တို့တိုင်းပြည်အခြားအိမ်နီးချင်းတိုင်းပြည်တွေအခြားနိုင်ငံတွေနဲ့ကျွန်တော်တို့ရှိရင်ကျွန်တော်တို့သုံးဆွဲမှုနှုန်းကအမှန်နည်းပါတယ်ဒါပေမဲ့ကျွန်တော်ရှိမှအဓိကအားနည်းချက်ကဘာလဲဆိုတော့မသုံးတတ်တာနော်တော့ဘယ်ချိန်သုံးရမယ်ဘယ်လိုသုံးရမယ်ဆိုတဲ့ဟာဒီမသုံးတတ်တဲ့ဟာပဲအသုံးမှားနေတဲ့ဟာလေးပဲကျွန်တော်တို့တွေ့တာပါအများစုကဒီအိမ်နီးချင်းနိုင်ငံတွေနဲ့စာရင်ခုနသွင်းရသူတွေဖြစ်တဲ့ဓာတ်မြေဩဇာပုသတ်ဆေးမှုသက်ဆေးရကျွန်တော်တို့ကဈေးပုံမြင့်ကျွန်တော်တိုင်းပြည်ပုံပြီးဈေးကြီးတယ်ဘယ်လောက်ကြီးလဲဆိုတော့အကြမ်းမြင့်ပြောရင်တစ်ဆခွဲ2ဆလောက်ဈေးကြီးတဲ့ခါကျတော့အိမ်ကြီးကျွန်တော်တို့ထုတ်လုပ်မှုဈေးကအများမြင့်အဲ့တော့ကျွန်တော်တို့ကဒီအမြတ်ဆုံးနေတာပေါ့ထုတ်လုပ်မှုမြင့်တယ်အမြတ်ဆုံးနေတာတောင်သူတွေကအများစုကကျွန်တော်ရှိမှပတ်မိုးမှုကလည်းမရှိဘူးနော်ဟိုစိုက်ပျိုးထုတ်လုပ်တဲ့လူတွေလည်းပတ်မိုးမှုမရှိတဲ့ခါကျတော့သူတို့မှဒီအရေးနီးနော်ခုနအရေးနီးတို့ထုတ်လုပ်မှုတဲ့လုပ်ငန်းတွေမှာသူတို့မှတော်တော်လေးအားနေတဲ့ခါကျတော့အဓိကတော့အဓိကကုန်ကြတာလေအဲ့ဒီတွင်းအားစုတွေဖြစ်တဲ့ဓာတ်မြေဩဇာပိုးသက်ဆေးနော်မှုသက်ဆေးတွေဟာဈေးဟိုပါပေါ့သူတို့မသုံးနိုင်ဘူးအဲ့တော့အတိုင်းအတာလေးတစ်ခုပဲသူတို့သုံးနိုင်တာအဲ့သုံးနိုင်တဲ့နေရာမှာချို့အလွဲလေးတွေပဲရှိတယ်ကျန်တာကတော့ကျွန်တော်တို့ကအများစုပြောနေတယ်ဓာတ်မြေဩဇာတွေအများကြီးသုံးတယ်ပိုးသက်ဆေးတွေသုံးတယ်မှုသက်ဆေးတွေသုံးတယ်ဆိုတာကတော့ကျွန်တော်အတွေ့အကြုံပါကျွန်တော်လည်းစိုက်ပျိုးရေးသမားလုပ်နေတဲ့ခါကျွန်တော်အတွေ့အကြုံကတော့အဲ့လိုတော့မဟုတ်ဘူးသုံးတာကျွန်တော်တို့ကနည်းပါတယ်ဒါပေမဲ့တချို့တော့ဟိုပေါ့စိုက်ပျိုးထုတ်လုပ်သူကနားမလဲတာเนาะအလွဲလေးတွေရှိတာလေးတွေပဲရှိတယ်အဲ့ဒါလေးတွေကျွန်တော်တို့ကပြုပြင်ပေးပြီးတော့တဲ့ပေးမယ်ဆိုရင်ဒါကျွန်တော်တို့တင်မရဘူးခင်ဗျကျွန်တော်တို့ဒီနိုင်ငံတော်ရောကျွန်တော်တို့ရောเนาะအကုန်လုံးပေါ့เนาะဝိုင်းပြီးတော့ပတ်မိုးပေးကြမယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ခုနဟိုဘေးကင်းလုံခြုံတဲ့เนาะ food safety ဖြစ်တဲ့အစားအသောက်တွေကျွန်တော်တို့ဖြစ်လာမှာပါဒီအသင်းနာမည်ကတော့ကျွန်တော်တို့ Safe Food from Safe Farm ဆိုပြီးကျွန်တော်တို့ကပေးထားတဲ့အဓိပ္ပာယ်ရတယ်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့အသင်းကဒီ organic certificate တို့ကျွန်တော်တို့ကပေးပါတယ်ကျွန်တော်တို့အသင်းကနေပြီးတော့ branch တစ်ခုကျွန်တော်သက်သက်ထားပြီးတော့ organic ရေးရ committee ဆိုပြီးသက်သက်ထားပြီးကျွန်တော်တို့ကဒီ organic စိုက်ပျိုးထုတ်လုပ်တဲ့လူတွေကိုပေါ့ကျွန်တော်တို့ကလက်မှတ်ကျွန်တော်တို့ပေးပါတယ်ပေးလိုက်တဲ့ခါကျတော့ဒီလက်မှတ်ကလုပ်ပြီးတော့သူတို့ရောင်းရတဲ့ခါကျတော့ဈေးကွက်မှာသူတို့ခက်ခဲတယ်အဲ့ဒီတော့ခုနကကျွန်တော်တို့သင်ရလေရေချက်ကလည်းဈေးကွက်ကိုအကောင့်တွေပေါ်ပြီးဆိုတဲ့အခါကျတော့ကျွန်တော်တို့ကအဲ့ဒါနဲ့ကျွန်တော်တို့က certificate ရတဲ့ organic လက်မှတ်ရတဲ့လူ GP လက်မှတ်ရတဲ့လူတွေအတွက်
ကျွန်တော်တို့ကတင်မင်ကအကောင့်တွေပေါ်ပြီးတဲ့အနေနဲ့ကျွန်တော်တို့ကဒီ safe food from safe farm ဆိုပြီးတော့နာမည်ကကျွန်တော်တို့အဲ့လိုပေးပြီးတော့ကျွန်တော်တို့ကဒီထောင်ခဲ့တဲ့ဟာပါဒါပေမဲ့အကြောင်းတွေကြောင့်เนาะဟိုဒီမှာတော့ပြည့်စုံမှုတော့လိုအပ်ချက်လေးတွေတော့ရှိတယ်ဘာလို့လဲဆိုတဲ့အခါကျတော့ခုနကကျွန်တော်တို့ပြောသလိုပဲတေယူပို့ဆောင်ဈေးတွေတိတ်မြင့်နေကျွန်တော်တို့မြင့်နေနောက်ပြီးတော့စိုက်ပျိုးထုတ်လုပ်တဲ့ခါကျဈေးကွက်ခက်ခဲတွေရှိတဲ့ခါကျတော့သူတို့ကတဖြည်းဖြည်းနဲ့အသက်တွေရောလုပ်တဲ့ဟာတွေတဖြည်းဖြည်းပြန်ပြီးတော့ဟိုဟာလေးတွေပေါ့လိုအပ်ချက်လေးတွေရှိလာတော့တိတ်မလုံးနိုင်တာတော့ဘာလို့ဆိုကျွန်တော်တို့ကဓာကြီးကိုကျွန်တော်တို့အခုကလည်းကျွန်တော်တို့ကခုဖွင့်တာမကြသေးဘူးကျွန်တော်တို့ကအရင်တုန်းကတော့ကျွန်တော်တို့ဖွင့်ခဲ့ပြီးအကြောင်းတွေနဲ့ကျွန်တော်တို့ကရပ်ထားတယ်အခုတော့ကျွန်တော်တို့ကပြန်ဖွင့်တဲ့ခါကျတော့အချိန်တော့သိမရသေးဘူးပေါ့နော်အခုတော့လိုအပ်ချက်တော့ရှိတယ်ဒါပေမဲ့ဒါတွေကတော့ဟိုဥပမာဆိုငပြောသီးပေါ့ငပြောသီးဆိုတာကျွန်တော်တို့လူတွေအများဆုံးကြောက်တဲ့ဟာစစ်တို့လားဆိုပြီးပြောကျွန်တော်ရှိမှစစ်တို့ပြီးရောင်းလို့မရเนาะကျွန်တော်ဒါမျိုးလေးတွေတော့ကျွန်တော်တို့လုပ်ပေးနိုင်ကန်တော်ကြီးမြေပေးတာကျွန်းပေါ့ကျွန်တော်ဒီမှာဆိုစနေတွန်းကနေနေတိုင်းကျွန်တော်မနေ့9နာရီကနေနေ့လယ်12နာရီတနာရီအထိကျွန်တော်ဒီဒါလေးဖွင့်ထားပါတယ်ဒါရောက်ပြီးတော့ကျွန်တော်တို့အားပေးပြီးတော့ကျွန်တော်ကြည့်ရှုဝယ်ယူနိုင်ပါတယ်ခင်ဗျနောက်ပြီးတော့လိုအပ်ချက်တွေရှိလို့ရှိရင်လည်းဒါဆွေးနွေးလို့ရတယ်နောက်ပြောပြလို့ရတယ်နောက်ပြီးကျွန်တော်တို့ကနှစ်ပတ်ချိန်တစ်ချိန်လောက်ကျွန်တော်ဒီထဲမှာပဲကျွန်တော်ပညာပေးဆွေးနွေးတဲ့အစီအစဉ်ကြီးကျွန်တော်လုပ်ပါတယ်အဲ့ဒါမျိုးမှလည်းလာပြီးတော့နားထောင်လို့ရပါတယ်ဥပမာပိုးသက်စီကိုဘယ်လိုသုံးဆွဲရမလဲဟောနောက်ဆို organic လက်မှတ်လိုချင်ဘယ်လိုလုပ်ရလဲအဲဆို GB လက်မှတ်လိုချင်ဘယ်လိုလုပ်ရလဲအဲ့ဒါလေးတွေပါအကုန်လုံးကျွန်တော်တို့ကသင်တန်းတွေကျွန်တော်တို့ကသင်တန်းလို့ဟောပြောပွဲပေါ့ဗျာသင်တန်းလို့ပြောတာတော့ဟောပြောပွဲလုပ်တော့အဲ့ဒီချိန်မှာကျွန်တော်သိကျင်တဲ့မိကုန်းကိုကျွန်တော်တို့သိကြိုက်မေးလို့ရတယ်ကျွန်တော်တို့လုပ်ထားပါတယ်ဟုတ်ကဲ့ကျွန်တော်နာမည်ကမောင်ပါကျွန်တော်ကမြန်မာ Consumers Union လို့ခေါ်တဲ့မြန်မာစားသုံးသူများသမဂ္ဂရဲ့ founder တူဖြစ်တယ်ပြီးတော့ကျွန်တော်လက်ရှိတော့ကျွန်တော်က principal advisor အနေနဲ့ကျွန်တော်တာဝန်ယူနေပါတယ်လို့ဟုတ်ကဲ့စားသုံးသူဆိုတာကအခြေအနေမျိုးရှိတယ်ပညာတတ်တဲ့လူလည်းရှိတယ်တိတ်မတတ်တဲ့လူတွေလည်းရှိတယ်တတ်နိုင်တဲ့လူလည်းရှိတယ်မတတ်နိုင်တဲ့လူတွေလည်းရှိတယ်ဆိုတော့အဲ့ဒီအခြေအနေတွေအားလုံးကိုမျှပြီးတော့စဉ်းစားကြမယ်ဆိုရင်ဒီအစားအသောက်တွေကိုစားသုံးသူအနေနဲ့တေချာရှာဖွေစားတောက်ဖို့ဆိုတာမဖြစ်နိုင်ဘူး။တော့မဖြစ်နိုင်ဘူး။အဲ့တော့ဘာအရေးကြီးတာလဲဆိုတော့စားသုံးသူတွေရဲ့ဘဝတိုးတက်လုံခြုံရေးအန္တရာယ်ကင်းရေးဆိုတာကစားသုံးသူတွေကိုဝန်ဆောင်မှုပေးတဲ့ service provider တွေရဲ့တာဝန်ဖြစ်တယ်။အဲ့တော့ service provider တွေကဒါစားသုံးသူတွေကိုပေးရမယ်ရပိုင်ခွင့်အခွင့်အရေးတွေကိုနားလည်နေလို့ရှိရင်နော်စားသုံးသူတွေကဘာပဲစားဘာပဲဝယ်ဘဲဝန်ဆောင်မှုကိုပဲတုံသူတို့အတွက်အဆင်ပြေပြီးတော့အန်ဒီရကင်းနေမယ်ပြီးတော့တို့ရဲ့လူနေမှုဘဝအဆင့်အတန်းတွေကမြင့်မားဟိုပါပေါ့မြင့်တက်လာပြီးတော့ဖွံ့ဖြိုးလာမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ကတော့အဓိကဘယ်သူကိုပြောချင်လဲဆိုရင် service provider တွေနော်စားသုံးသူတွေကိုဝန်ဆောင်မှုပေးနေတဲ့သူတွေကဏ္ဍအသီးသီးမှာရှိတယ်အစိုးရတွေရှိမယ်လုပ်ငန်းရှင်တွေရှိမယ်နော်ကျွန်တော်တို့လိုအရက်ဖက်အဖွဲ့အစည်းတွေရှိမယ်အဲ့ဒီအားလုံးကဒီစားသုံးသူတွေရဲ့ရပိုင်ခွင့်အခွင့်အရေးတွေကိုနားလည်အောင်စ조사ပြီးတော့စားသုံးသူပညာရေးတာရှိပြီးတော့တို့ရဲ့လုပ်ငန်းဆောင်တာတွေကိုဖော်ဆောင်နိုင်ရင်စားသုံးသူတွေအန္တရာယ်ရှိနေတဲ့အရာတွေကိုရှောင်နိုင်မယ်နောက်ပြီးတော့ရသမျှအရာတွေအားလုံးကလေအန္တရာယ်ကင်းနေတာတွေဖြစ်မယ်အဲ့တော့အန္တရာယ်ကင်းစေခြင်းရင် service provider တွေကတာဝန်ရှိနဲ့လုပ်ပေးဖို့လိုတယ်လို့ပြောချင်ပါတယ်ကျွန်တော်အနေနဲ့ကတော့အခုကျွန်တော်တို့ကစားသုံးသူကိုဗဟိုပြုတဲ့လုပ်ငန်းတွေဖြစ်ဖို့အတွက်ကျွန်တော်တို့စ조사အားထုတ်နေတယ်နော် consumer centric industry လို့ခေါ်တာပေါ့အဲ့တော့ဒီ industry တွေအားလုံးကစားသုံးသူကဗဟိုပြုပြီးတော့အလုပ်လုပ်ကြမယ်ဆိုရင်ကျွန်တော်တို့ရဲ့ common interest ပေါ့အားလုံးရဲ့ဘုံနော်အကျိုးစီးပွားကတူမယ်ဆိုရင်ကျွန်တော်တို့လိုရာကိုအများဆုံးရောက်နိုင်တယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်ပြောချင်ပါတယ်စားသုံးသူပညာရေးကိုယ့်ဟာကိုယ်လည်းလေ့လာနေတဲ့အဖွဲ့အစည်းတွေနဲ့เนาะအသင်းအဖွဲ့တွေကိုလည်းကူညီပံ့ပိုးတာလုပ်ပါစားသုံးသူပညာရေးကိုလည်းကျွန်တော်တို့အဖွဲ့အစည်းကနေပြီးတော့အခမဲ့ပေးနေတယ်အဲ့ဒါကိုကျွန်တော်တို့နဲ့ဆက်သွယ်ပြီးတော့ယူမယ်ဆိုရင်လည်းကျွန်တော်တို့အမြဲတမ်းကြိုဆိုတယ်အဲ့ဒါကြောင့်မလို့ online နဲ့စားသုံးသူပညာရေးကိုလိုချင်တယ်ဆိုရင်ကျွန်တော်တို့အချိန်ကြီးဆက်သွယ်လို့ရတယ်နောက်ပြီးတော့ကျွန်တော်တို့နိုင်ငံမှာစားသုံးသူပညာရေးကနှစ်ပေါင်း60-90လောက်နောက်ကျတယ်နော်ကျွန်တော်တို့ရဲ့အာဆီယံနိုင်ငံတွေရဲ့တိုးတက်ဖွံ့ဖြိုးသွားတဲ့အခြေအနေကိုကြည့်လို့ရှိရင်တို့တွေစားသုံးသူပညာရေးကိုလွန်ခဲ့တဲ့နှစ်50-60တွေကအားကောင်းခဲ့ကြတယ်ကျွန်တော်တို့ကအခုတည်းကမလုပ်နိုင်သေးဘူးအဲ့တော့အဲ့ဒါကိုကျွန်တော်တို့များလုပ်နိုင်ဖို့အတွက်အဝိုင်းကူကြပါလို့ပြောချင်ပါတယ်
ကျွန်တော်တို့ website ရှိတယ်နောက်ပြီးတော့ Facebook page ရှိတယ်အဲ့ဒီမှာအဲ့ဒီ page ပေါ်မှာကျွန်တော်တို့ဆက်သွယ်လို့ရတယ်နောက်တစ်ခုကကျွန်တော်တို့အခုဒီ AI တွေမှာလည်းမေးလို့ရတယ်နော် ChatGPT တို့ဒီ Gemini တို့မှာမေးလို့ရှိရင်ကျွန်တော်တို့လိပ်စာနဲ့ကျွန်တော်တို့အကြောင်းကိုအများကြီးသိနိုင်ပါတယ်လို့ဟုတ်ကဲ့ပါ